အသက်32နှစ်အရွယ် Tony Pike USA ရဲ့ founder နိုင်ငံရေးသမားတဦးလည်းဖြစ်တဲ့ Charlie Kirk က2025 စက်တင်ဘာလ10ရက်နေ့ဗုဒ္ဓဟူးနေ့မှာအမတ်မထင်ပစ်ခတ်ခဲ့ရပြီးတော့သေဆုံးသွားခဲ့တယ်။ Charlie Kirk ရဲ့နောက်ဆုံး debate ဖြစ်တဲ့ Orem မြို့ Utah ပြည်နယ် Utah Valley University UVU မှာပေါ့နော်လူ3000ကျော်တက်ရောက်နေရဲ့အချိန်မှာပဲ180မီတာအကွာဝေးလောက်ကနေပြီးတော့လေဘင်းကိုစနိုက်ပါနဲ့ပစ်ခတ်ခဲ့ရပြီးတော့သေဆုံးသွားခဲ့တယ်။သူ့ကိုပစ်ခတ်တဲ့သူကအသက်22နှစ်အရွယ် Tyler James Robinson ဖြစ်ပြီးတော့ Utah ပြည်နယ်မှာနေထိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ Charlie Kirk ရဲ့နောက်ကြောင်ကိုပြောရမယ်ဆိုရင် Charlie Kirk ရဲ့နာမည်အပြည့်စုံက Charlie James Kirk ဖြစ်တယ်။အော်တိုဘာလ14ရက်နေ့1993ခုနှစ် Arlington Heights Illinois မှာမွေးဖွားတယ်ပေါ့နော်အမေကစိတ်ကြမ်းမာရေးအတိုင်ပင်ခံဖြစ်ပြီးတော့အဖေကဘိတုကပညာရှင်ဖြစ်တယ်သူ့မှာအမျိုးသမီးတစ်ယောက်ရှိရဲ့ပေါ့နော်သူ့ရဲ့အမျိုးသမီးကိုသူကမေ2021မှာလက်ထပ်ခဲ့တယ်သူ့ရဲ့အမျိုးသမီးရဲ့နာမည်ဟာ Erica Lane Kurtz ဖြစ်တယ်သူ့ရဲ့အမျိုးသမီးကသူ့ထက်9နှစ်ကြီးရယ်ပေါ့နော်အဲ့ဒီအမျိုးသမီးကလည်းရိုးရိုးတာမန်အမျိုးသမီးမဟုတ်ဘူး2012မှာ Miss Arizona USA ကိုအနိုင်ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်။အခုဆိုရင်အဲ့ဒီအမျိုးသမီးကစီးပွားရေး American စီးပွားရေးလုပ်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်ပေါ့နော်။သူက podcaster တစ်ယောက်လည်းဖြစ်တယ်လို့ Everyday Heroes Like You ဆိုတဲ့ organization ကိုတည်ထောင်တဲ့သူတစ်ယောက်လည်းဖြစ်တယ်။သူတို့အိမ်ထောင်ကြပြီးရဲ့နောက်မှာပဲ2022ခုနှစ်မှာသူတို့ရဲ့ပထမဦးဆုံးသမီးလေးကိုမွေးဖွားခဲ့တယ်။နောက်ပြီးတော့2024မေလလောက်မှာပဲပေါ့နော်သူတို့ရဲ့ဒုတိယသားလေးကိုမွေးဖွားခဲ့တယ်။ Charlie Kirk အသက်မဆုံးရှုံးခင်တော့ဆိုရင်ပေါ့နော်အဲ့လိုသူတို့ရဲ့မိသားစုလေးဟာတကယ်ကိုအားကျဖို့ကောင်းတဲ့မိသားစုလေးတစ်စုဖြစ်တယ်။ Charlie Kirk ကအဲ့လို social media တွေအဲ့လို interview တွေမှာဆိုရင်သူတို့ရဲ့မိသားစုကြောင့်ပြောလေးပြောထားရှိရပေါ့နော်သူရဲ့အမျိုးသမီးကသူ့ဘလို့ sport လိုက်တယ်သူကသူ့ရဲ့အမျိုးသမီးဘလို့ sport လုပ်တယ်သူရဲ့ကလေးရာဘလို့ဆိုတာကိုပြောပြလေးရှိတယ်တချို့ဗီဒီယိုတွေမှာဆိုရင်သူ့ရဲ့သမီးနဲ့သူ့ရဲ့သားဗီဒီယိုလေးတွေကိုတွေ့ရလေးရှိရပေါ့နော် Charlie Kirk တည်ဆုံးပြီးရဲ့နောက်မှာ Charlie Kirk ရဲ့လုပ်ငန်းတွေသူ့ရဲ့ organization တွေကိုသူမရှိဘဲနဲ့လည်းဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတာကိုသူ့ရဲ့အမျိုးသမီး Erica Kirk ကပထမဦးဆုံး public address မှာပြောကြားသွားခဲ့ရပေါ့နော် Charlie Kirk ကတကယ်ကိုတော်တဲ့လူငယ်တစ်ယောက်ဖြစ်တယ် Charlie Kirk က18နှစ်ပြည့်ရနဲ့ Tony Pike USA ကိုစတင်ထောင်ခဲ့တယ်ပေါ့နော်သူ့ကို Donald Trump ကတော့ချီးကျူးရတဲ့သူတစ်ယောက်ဖြစ်တယ်အခုလို Charlie Kirk တည်သွားတဲ့နောက်မှာဝမ်းသာတဲ့သူတွေရှိတယ်လို့ဝမ်းနည်းတဲ့သူတွေလည်းရှိရပေါ့နော်ဝမ်းသာတဲ့သူတွေကဘာဖြစ်လို့ဝမ်းသာရလဲဆိုတော့ Charlie Kirk ရဲ့အမြင်တွေကိုမကြိုက်တာသူ debate လုပ်တဲ့အခါမှာအပြန်အလှန်ပြောဆိုရမှာသူ့ရဲ့တုတ်ပြန်ချက်တွေကတချို့အချိန်ကြီးကြရင်မာသွားတဲ့ဟာတွေလည်းရှိရပေါ့နော်အဲ့ဒီအချက်တွေကြောင့်သူမကြိုက်တဲ့လူတွေလည်းရှိရဝမ်းနေတဲ့သူတွေက Charlie Kirk ကကြတော့သူက Christian တယောက်ဖြစ်တယ်သူကဖယားကိုအလိုယုံကြည်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ပြီးတော့ပေါ့နော်သူကကျောင်းနေ university တွေကိုလိုက်ပြီးတော့သူက debate လုပ်ပြီးရဲ့ education အတွက်သူက debate လုပ်ပြီးရဲ့အတွက်တချို့လူတွေကသူ့ကိုနှစ်သက်ကြတယ်ပေါ့နော်သူ့ရဲ့အတွေ့အခေါ်တွေကိုကြိုက်နေတဲ့လူတွေလည်းရှိရပေါ့နော်မကြိုက်တဲ့သူတွေလည်းရှိရသူ့ရဲ့မိသားစုအတွက်တော့ဖခင်တယောက်ဆုံးရှုံးလိုက်ရတယ်ပေါ့နော်ဘာမှမသိသေးတဲ့သမီးလေးနဲ့သားလေးအတွက်တော့ဖခင်တယောက်ဆုံးရှုံးလိုက်ရတယ်ပေါ့နော်အဲ့ဒီအတွက်ကိုအလွန်ဝမ်းနည်းစရာကောင်းတယ်ဘာပဲဖြစ်ဖြစ်အလွန်ဝမ်းနည်းစရာကောင်းတယ်ပေါ့နော်အခုကြည့်နေတဲ့လူတွေရောဘယ်လိုထင်လဲ Charlie Kirk တည်သွားတဲ့အတွက်ဘယ်လိုခံစားရလဲပေါ့နော် comment မှာရေးပေးသွားလို့ရပါတယ် like and subscribe လေးလည်းလုပ်ပေးသွားလို့ရပါတယ်